စစ်ပွဲမြေပြင်တစ်ခုလုံးနှိမ့်ထိုင်အောင်တွေနဲ့ပုံလန်းနေခဲ့ပြီးတေချင်းတရားငွေသက်တွေနဲ့ပြည့်နေခဲ့ပါပြီ။တိုက်ပွဲမြေပြင်ရဲ့နေရာတစ်ခုမှာတော့စမ်းကြဲကိုင်းတခင်ငယ်ရှိနေခဲ့ပါတယ်။အဲအချိန်မှာပဲသူ့စီကိုတပည့်တယောက်ရောက်လာပြီးတခင်လေးကျွန်တော်တို့ရဲ့စီရင်ဖြက်စီးခံလိုက်ရပြီ။ကာဝယ်သူကြီးကလည်းတေဆုံးသွားပြီလို့အလန်တကြားတင်ပြလိုက်ပါတယ်။ပေါက်ကွဲသွားတဲ့တခင်ငယ်ကတော့ပိုင်ဆောင်ချွမ်းမင်းကငါတို့ကိုင်းရဲ့စီစဉ်တိုင်းကိုဖြက်စီးတယ်။ဒီတစ်ခေါက်တော့မင်းကိုအရင်ကျွေးရောနောက်ကျွေးပါပေါင်းတောင်းမယ်လို့ကြုံသွားလိုက်ပါတယ်။အဲချိန်ကိုရိုပိုင်တဲ့အဖွဲ့ကတော့နောက်တန်းနေမြေမှာပုံကွက်နေတဲ့စမ်းကြဲကိုင်းလက်တက်တွေကိုရှင်းထုတ်ပြီးအောင်ပွဲခံနေခဲ့တာပါတိုက်တိုင်းနိုင်နေတာကြောင့်ဂိုင်းသားတွေအားလုံးစိတ်ရတက်ကြွနေကြပြီးသွေးကိုင်းနဲ့စိတ်ဝိညာဉ်ကိုင်းတစ်ခုကြားကပြိပခါတွေလည်းရော့ပါသွားခဲ့ပါပြီအောင်ပွဲနဲ့တူနာမည်ကျော်ကြားလာတဲ့ဒီမဟာမိတ်တပ်ဖွဲ့မှာကိုရိုပိုင်ရဲ့ဩဇာကလည်းပို့ပြီးခိုင်မာလာခဲ့တာပါကိုရိုပိုင်ကတိုက်ပွဲကနိုင်ရတဲ့အရင်းမြစ်တိုင်းကိုဒဏ်ရာရသူနဲ့စွမ်းဆောင်သူတွေအတွက်ပို့ပေးခဲ့ပြီးဂိုင်းသားတွေရဲ့တိုက်ပွဲဝင်လို့စိတ်ကိုလည်းမြင့်တင်ပေးခဲ့ပါသေးတယ်ဒါကြောင့်ကိုရိုပိုင်ရဲ့ထူးဆန်းတဲ့စနစ်ကျတဲ့စီမံခန့်ခွဲမှုတပ်ဖွဲ့ဝင်တွေရဲ့စီးလုံးညီညွတ်မှုအောက်မှာဂိုင်းသားအများစုကအသေးခံတိုက်ဖို့တဲ့အញ្ញံခံမှုကိုသာရွေးချယ်ခဲ့ကြပါတယ်။အဆုံးမှာတော့သူတို့တိုက်ဖို့နေရာတစ်ခုသာကျန်တော့ပြီးထုံးစံတိုင်းပြန်လဲကြာလဲနဲ့နက်ဆရာတို့ကဘလို့တိုက်မယ်ဆိုတဲ့နီးပြူဟာနဲ့ပတ်သက်လို့ငင်းခုန်နေကြပြန်ပါတယ်။ဆေးလုံးပြစ်မယ်အစိတ်ခတ်မယ်အတင်းတိုက်မယ်လို့အပြန်လန်ပြောရင်းငင်းပွားနေရတာကြောင့်ကက်ကြီးကြောက်တုံးဆက်ခုဆော့လိုက်ကြပြီးအနိုင်ရသွားသူကတော့ကြာလဲဖြစ်ခဲ့ပါတယ်။ဒါကြောင့်ဆေးလုံးပြစ်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ကြပေမဲ့အဲအချိန်မှာပဲမြို့တကားကိုဖွင့်ပြီးမျိုးနွယ်စုကောင်းဆောင်ကအញ្ញံခံခဲ့ပါတယ်။မတိုက်ဖဲနိုင်တဲ့စစ်ပွဲကအကြီးကျယ်ဆုံးသောအောင်ပွဲလို့ဆိုပေမဲ့နောက်တန်းမှာရှိနေတဲ့အင်အားစုတွေကစမ်းကြိတ်ကိုင်းတစ်ခုလုံးကိုဖြိုချဖို့တော့မလုံလောက်သေးပါဘူး။ဒါကြောင့်ပဲကိုရိုပိုင်တို့အနေနဲ့သူတို့တောင်ကိုပြီးဆုံးပြီမို့ပြန်နာမလားရှေ့တန်းကိုလိုက်သွားမလားဆိုတာကမေးခွန်းတစ်ခုဖြစ်လာပါတော့တယ်။ကိုရိုပိုင်ကတော့ risk mu ကျနာမို့ပြန်ဖို့အားတက်နေခဲ့ပေမဲ့ကြာလဲတို့ကတော့သွေးကိုင်းသားတွေပြီးရှေ့တန်းထိသွားကူတိုက်ချင်နေခဲ့တာပါ။ကိုရိုပိုင်ကနောက်တန်းမှာရှိနေတာကကျိုးချောင်းစီလျော်ချောင်းရှင်းပြနေခဲ့ပေမဲ့အဲအချိန်မှာပဲတောထဲမှာတော့ရှူရှောင်းရန်တယောက်အပြေးလောထွက်ပြေးနေခဲ့ပါတယ်။ရှူရှောင်းရန်နောက်ကစမ်းကြိတ်ကိုင်းသားတွေလိုက်နေခဲ့တာဖြစ်ပြီးကိုရိုပိုင်လည်းအတန်တွေကနေတဆင်တတိထားမိတော့ပါတယ်။ရှူရှောင်းရန်တယောက်ကတော့တောထဲကမထွက်နိုင်ခင်မှာပဲဒဏ်ရာတွေနဲ့ဖြစ်နေတာကြောင့်အဝိုင်းခံလိုက်ရတဲ့အခြေအနေကိုရောက်သွားခဲ့တာပါ။ကူကေယာမဲနေတဲ့အခြေအနေမှာပဲစမ်းကြိတ်ကိုင်းကခေါင်းဆောင်တွေကရှူရှောင်းရန်ကိုတပ်ပစ်ဖို့ကြိုးစားလိုက်ပါတယ်။ဒါပေမဲ့ပောက်ကွဲမှုဖြစ်သွားခဲ့ချိန်မှာရှူရှောင်းရန်ကိုကိုရိုပိုင်ကအချိန်မီကယ်တင်လိုက်နိုင်ပါတယ်။ရှူရှောင်းရန်ကရုတ်တရက်အခြေအနေမျိုးကြောင်းနေခဲ့ပေမဲ့ချက်ချင်းသတိဝင်ကရဲကြံပြီးတော့သူတို့ရဲ့ပြစ်မှတ်ကမင်းမဲလို့သတိပေးလိုက်ပါတယ်။ဒါပေမဲ့အခုချိန်မှာပြေးဖို့ဆိုတာနောက်ကျနေပြီဖြစ်ပြီးစမ်းကြဲကိုင်းသားတွေအများကြီးကသူတို့ရှိမှရှိနေခဲ့ပါပြီ။အဲ့ဒီချိန်မှာပဲနှစ်တွေအများကြီးကြာတော့တခြားသူကိုရှေ့ထွက်ကာကွယ်ပေးတဲ့ဇယိုက်ကရှိနေတော့မဲဆိုတဲ့အတန်နဲ့တူစမ်းကြဲကိုင်းတခင်ငယ်ထွက်ပေါ်လာခဲ့ပါတယ်။ကိုရိုပိုင်ကတော့အတန်ကိုယဉ်နှီးနေတာမို့ထူးဆန်းတယ်လို့ထင်နေခဲ့ပြီးစမ်းကြဲကိုင်းတခင်ငယ်ကသူ့ကောင်းစုကိုချွတ်လိုက်ချိန်မှာတော့ငါ့ကိုမမှတ်မိတော့ဘူးလားပိုင်ဆောင်ချွမ်းလို့မေးလိုက်ပါတယ်။မျက်နှာဖုံးအောင်မှာတော့တရေသစေဆန်နဲ့မျက်နှာနဲ့ကြိုးတောက်ရှိနေခဲ့ပြီးကိုရိုပိုင်လည်းတေးပြီးထင်နေတဲ့သူကအသက်ဆက်ရှင်နေခဲ့တာကြောင့်အံ့ဩတကြီးဖြစ်သွားရပါတယ်။ကျိုးတော့ကတော့မင်းကျေးဇူးနဲ့ငါတေးမင်းတကားဝါရောက်သွားတာတော့ဟုတ်တယ်ဒါပေမဲ့မင်းသက်ရှင်နေသေးတယ်လို့တွေးလိုက်အောင်နဲ့ငါဘလို့တေးရတော့မှာပဲလို့စိုက်ကိုဘတ်ဆက်ဆန်ပြောကရီမောလိုက်ပါတယ်ဆက်ပြီးလေကောင်းကင်ဘုံအောင်ကူညီတာပဲတစ်ချိန်တည်းမှာပဲရန်ကျွေးကိုရောဂိုင်းအတွက်အရှုပ်ထုတ်ကိုပါရှင်းနိုင်တော့မယ်လို့ပြောလိုက်ပါတယ်ဆက်ပြီးလေမင်းမရှိရင်သွေးစိတ်ဝိညာဉ်မဟာမိတ်ဖွဲ့ကြီးပါဆက်ဖြစ်မလဲကြီးကြသေးတာပေါ့လို့ပြောကကိုရိုပိုင်တို့ကိုတိုက်ခိုက်ဖို့ရှေ့တိုးလာခဲ့ပါတယ်ရှီဆောင်ရှန်ကတော့သွေးတခင်မင်းထိခိုက်လို့မဖြစ်ဘူးသွားတော့မင်းရှိကငါခုခံထားလိုက်မယ်လို့ပြောကရှေ့ထွက်ရက်လိုက်ပါတယ်ကိုရိုပိုင်ကငါပိုင်ဆောင်ချွန်းကငါကိုကျိုးအတွက်ဘယ်တော့မှငါလူတွေကိုချနှင်းဘူးလို့လဲလို့ပြောကသူကိုယ်တိုင်ပဲရှေ့ထွက်တိုက်ဖို့ဆုံးဖြတ်ခဲ့တာပါတက်ဆိုတဲ့အတန်းနဲ့တူစမ်းကြက်ကိုင်းသားတွေကတော့သူတို့စီပြေးဝင်လာနေကြပြီးကိုရိုပိုင်ကတော့ညီကိုတို့သူတို့စီပြစ်လိုက်တော့လို့ပြောကအစိတ်ဆေးလုံးတွေကိုပြစ်ခတ်ခိုင်းလိုက်ပါတယ်ကျိုးတော့ကတော့ဘောစားကွက်တွေလို့ပြောကဆေးလုံးတွေကိုဖျက်ဆီးလိုက်ပေမဲ့ထွက်လာတဲ့အငွေတွေကိုတော့မတားနိုင်ခဲ့ပါဘူးရှူချောင်ရှမ်းလည်းအံ့အားသင့်နေခဲ့ပြီးစွငွေတွေအောက်မှာစမ်းကြက်ကိုင်းသားတွေအားလုံးကတော့ယူသွတ်နေခဲ့ရပါပြီရှူချောင်ရှမ်းကဒီလိုစွမ်းထက်လက်နဲ့ရှိလို့အောင်ပွဲတွေဆင်နိုင်ခဲ့တာပဲလို့ပြောလိုက်တာကြောင့်ကိုရိုပိုင်ကတလက်လက်တောက်မှနေတဲ့ဆေးလုံးကိုလမ်းပေးလိုက်ပါတယ်ရှူချောင်ရှမ်းကဆေးလုံးကိုယူပြီးကျေးဇူးတင်စကားဆိုချိန်မှာပဲမြူမုန်နေကေးရှင်းသွားခဲ့ပါပြီအစိမ်းငွေတွေကကျိုးတော့ပေါ်တရားမှုမရှိတာမြင်လိုက်ရတာကြောင့်ကိုရိုပိုင်လည်းမင်းကအသက်မရှိတော့တဲ့ဖုတ်ကောင်တတ်တာပဲလို့ပြောလိုက်ပြီးကျိုးတော့ကတော့ငါကြော်ဖြတ်ခဲ့ရတဲ့အရာတွေအားလုံးကမင်းကျေးဇူးကြောင့်ပဲလေလို့ပြောကအစိမ်းမိနေတဲ့လူတွေစီကအစွမ်းတွေကိုစုပ်ယူရင်သူ့ကိုယ်တွေကိုဖြည့်လိုက်ပါတော့တယ်။အဲနောက်မှာတော့သူနဲ့အတူလက်ရွေးစင်ဖုတ်ကောင်တွေကိုကိုရိုပိုင်စီပြေးဝင်လာခဲ့ပြီးကိုရိုပိုင်ကတော့ငါရင်တစ်ခေါက်ကတနာပြီးမင်းကိုလောင်းချက်ထားပေးခဲ့တာပြဿနာပဲဒီတစ်ခေါက်တော့မင်းကိုရှစ်ပိုင်းပိုင်းပြစ်မယ်လို့ပြောကသွေးချီတာကိုထုတ်ရင်တိုက်ခိုက်ဖို့လုပ်လိုက်ပါတော့တယ်။နှစ်ယောက်သားအပြန်လန်အပြင်းထန်တိုက်ခိုက်နေချိန်မှာတော့တိုက်ပွဲတန်ကြောင်ဘေးလူတွေမထီအောင်ဘယ်လိုလုပ်ရမလဲလို့ကိုရိုပိုင်ကတွေးနေခဲ့တာပါ။သူတော့ကတော့သူပြန်ရှင်လာပြီးတဲ့ကစွမ်းအားတွေတိုးလာခဲ့တာမို့မင်းကိုအသာလေးနိုင်ယူနိုင်တယ်လို့ဂုံယူဝင်ကြောတော့ပြောလိုက်ပါတယ်။ကိုရိုပိုင်ကလည်းဘလောက်ဆွဆွမင်းကမကောင်းဆိုးရွားတကောင်တတ်ပဲလို့ပြန်ပြောလိုက်တာပါ။အဲနောက်မှာတော့ဂိုင်းသားတွေနဲ့ဝေးရကိုထွက်သွားလိုက်ပြီးကျိုးတော့ကနောက်ကလိုက်လာခဲ့ပါတယ်။ရုတ်တရက်ကိုရိုပိုင်ကဓာတ်ချီစဝန်းကိုဖန်တီးပြီးကျိုးတော့ကိုသွေးသားတွေနဲ့ပြစ်ခတ်ပါတော့တယ်ကျိုးတော့ကလည်းသူ့ချီစွမ်းချင်းတို့တွေနဲ့ဓာတ်တွေကိုကာကွယ်လိုက်ပြီးဓာတ်တက်လက်ဖြစ်ပြောင်းကကိုရိုပိုင်ကိုအတင်းဝင်ခုတ်တော့တာပါပါဇက်ကလည်းပိုင်ဆောင်ချက်မင်းကကိုလုံးလုံးမနိုင်နိုင်ပါဘူးလို့လောင်းနေခဲ့တာပါကိုရိုပိုင်ကဓာတ်လွတ်ကျသွားတော့မို့လက်ပလာနဲ့ခုကန်ထားရပြီးအရေးနေနေတယ်လို့ဖြစ်နေရချိန်မှာကျိုးတော့ကပိုင်ဆောင်ချက်မင်းကိုတေးချင်းတရားရတာကိုဖြည်းဖြည်းချင်းခံစားခိုင်းမယ်လို့အညိုတကြီးပြောချလိုက်ပါတယ်ကိုရိုပိုင်ကအရေးနေချင်အောင်ဆောင်နာတာဖြစ်ပြီးကျိုးတော့အသာစီးရနေတဲ့ထင်ချိန်မှာ
သူ့သွေးချီတာတွေကိုစင်ခေါ်ပြီးကျိုးတော့ရဲ့နောက်ကျောကိုစိုက်ချလိုက်ပါတယ်ဒါပေမဲ့ကျိုးတော့ကကိုရိုပိုင်းတိုက်ခိုက်ချက်ကိုမမှုပဲအလောက်နေငေါ့ကိုတတ်လို့ရမယ်ထင်နေတာလားလို့ထပ်မေးလိုက်ပါတယ်ကိုရိုပိုင်းလည်းအံ့အားသင့်နေခဲ့ပေမဲ့အရေးပေါ်အခြေအနေမို့သူ့ခဏကိုအားကိုပဲသုံးပြဖို့ဆုံးဖြတ်လိုက်ပြီးစွမ်းအားအပြည့်ပါတဲ့လက်သီးနဲ့ပဲတိုက်ခိုက်လိုက်ပါတော့တယ်ဖုတ်ကောင်ဖြစ်နေတဲ့ကျိုးတော့ကချီစွမ်းအားဓာတ်တွေကိုခုခံနိုင်ပေမဲ့ကိုရိုပိုင်းကစိတ်ဝိညာဉ်ရောရုပ်ခန္ဓာကိုပါကျဉ်းကျန်ထားသူဖြစ်နေတာကြောင့်ဒီတစ်ခေါက်မှာတော့အရေးနှိမ့်သွားခဲ့ရပါတယ်ကိုရိုပိုင်းထိုးချက်တွေအောက်မှာမြေပြင်ကိုပြုတ်ကျသွားပြီးအားနည်းချက်တွေပေါ်သွားသလိုကိုရိုပိုင်းရဲ့သွေးဓာတ်တိုက်ကွက်တွေကလည်းပိုပြင်းထန်မြန်ဆန်နေခဲ့တာပါကျိုးတော့ခုခံနိုင်စွမ်းမဲ့သွားပြီးမဖြစ်နိုင်ဘူးလို့အော်ဟစ်နေခဲ့ပေမဲ့ကိုရိုပိုင်းကတော့မင်းကိုတစ်ချိန်တက်ခဲ့ပြီးမို့အချိန်ချင်းထက်တက်နိုင်သေးတယ်လို့ကျုံးဝါကကျိုးတော့ကိုအဆုံးသတ်ပေးဖို့ကြိုးစားလိုက်ပါတော့တယ်ပေါက်ကွဲမှုဖြစ်ပြီးသွားချိန်မှာတော့ကျိုးတော့ကမသေးဆုံးသေးပဲဂိုင်းကိုပြန်မဲ့စီရင်တစ်ခုကိုသုံးကစမ်းကျင်တဲ့ရေစင်ဂိုင်းကိုပြန်ပြေးဖို့လုပ်နေခဲ့တာပါကိုရိုပိုင်းလည်းကျိုးတော့ကိုဆက်ထုတ်ဖို့ကြိုးစားပေမဲ့လက်တစ်ဖက်ကိုပဲမိလိုက်ပြီးအပြန်အလှန်ရုန်းကန်နေရတာမို့လက်တစ်ဖက်ကိုသာရလိုက်ပါတော့တယ်နာကျင်နေတဲ့ကျိုးတော့ရဲ့အော်တန်အောင်မှာအစီရင်ကအသက်ဝင်သွားပြီးလက်တစ်ဖက်ပြတ်သွားတဲ့ကျိုးတော့ကတော့လွတ်မြောက်သွားပြန်ပါပြီနောက်ကရှူရှောင်းရှမ်းတို့ကိုရိုပိုင်းစီရောက်ချိန်မှာတော့ကျိုးတော့ရဲ့လက်ကိုသာမြင်ရပြီးကျိုးတော့ကိုမတွေးရတော့တာကြောင့်ကိုရိုပိုင်းပေါ်အရင်ထက်ပိုလေးစားနေကြပါတော့တယ်ဆက်ပြီးရှူရှောင်းရှမ်းကလက်ရှိမှာစမ်းကြိုင်ကိုင်းနဲ့နောက်ဆုံးဌာနချုပ်တစ်ခုသာတိုက်ဖို့ကြံတော့တဲ့အကြောင်းတိုက်ပွဲကပြင်းထန်နေကြောင်းနဲ့နိုင်ရဖို့မလွယ်ကူတာမို့ကိုရိုပိုင်းတို့စစ်ကူသွားဖို့ဘိုးဘေးကြီးတွေအမိန်ပေးလိုက်ကြောင်းပြောပြလိုက်ပါတယ်အဲအချိန်စမ်းကြိုင်ကိုင်းမှာတော့လက်ပြပြီးပြန်ရောက်လာတဲ့ဖုတ်ကောင်ကျိုးတော့ကိုမျက်နှာတစ်ထောင်တခင်ချင်းမြစ်ကစူဆဲနေခဲ့ပြီးဂိုင်းချုပ်ကတော့တားမြစ်လိုက်ပါတယ်တစ်ဆက်တည်းကျိုးတော့ခဏကိုပျက်စီးရင်ပြန်ပြင်လို့ရတယ်စိတ်သက်ပျက်စီးသွားမှသာမင်းဘွားရဲ့တကယ်ရှုံးမယ်လို့ဩဝါဒပေးလိုက်တာပါတစ်ဆက်တည်းရှုံးမျိုးကိုမကြဆုံးအောင်ခုခံပြီးသွေးစိတ်ဝိညာဉ်မဟာမိတ်အဖွဲ့ကိုရောက်အောင်ဖြုတ်ခွဲမယ်လို့လည်းတိုင်ပင်လိုက်ကြပါသေးတယ်ကိုရိုပိုင်းတို့ဘက်မှာလည်းနှစ်ကိုင်းလုံးကလူတွေကသွေးစုနေကြပြီးရှေ့တန်းကိုသွားဖို့အသင့်ဖြစ်နေခဲ့တာပါဒါကြောင့်ကိုရိုပိုင်းကအားလုံးကိုဦးဆောင်ပြီးနောက်ဆုံးတိုက်ပွဲကိုဆင်နွှဲဖို့အားပေးလိုက်ပါတော့တယ်ခိုင်းသားတွေလည်းအားတက်သွားကြပြီးရှေ့တန်းကိုချီတက်ဖို့ကြွေးကြော်လိုက်ကြရင်အပိုင်း89ကတော့ပြီးဆုံးသွားခဲ့ပါပြီ